မအောင်ဆုံးတော့နေနေပေါ့နော်ပြန်ဖို့နေကြတဲ့အနောက်မယ်တွေကိုဂုဏ်ယူပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပြန်ဖို့ရဲ့အနောက်မယ်တွေဟာကျွန်တော်ဝင်းနာဖရန်ကိုရည်တည်ဖြစ်စေအကယ်၍တိုင်းပြည်စုလေးတွေကိုပဲပိုက်ပြီးပြန်ရသည်ဖြစ်စေနောက်တစ်ချိန်မှာကျွန်တော်ရဲ့အင်အားကြီးလာတဲ့ Universe လိုအင်အားကြီးလာတဲ့မြန်မာ Universe Academy ဖြစ်ဆက်လို့တဲ့ရှင်ကြီးကကြီးမားပြုလုပ်တဲ့ပွဲတွေမှာတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဂုဏ်ယူရတဲ့အဖွဲ့အစည်းကြီးရဲ့ကျင်းပပြုလုပ်တဲ့အခမ်းအနားတွေမှာပြန်ဖို့ဝင်နေတို့ဖြစ်တဲ့ရှိနေတာဟာအင်ဂျာမဂုဏ်ယူစရာကောင်းပါတယ်ရှင်။ဒါပြင်ကျွန်တော်တို့အထူးပေါ့နော်ဒီကလေးခန်းသားကြီးမှာအထူးမြတ်တာရဲ့ကန်စင်တာလေးတစ်ခုရှိပါတယ်။ကျွန်တော်တို့ဆရာရဲ့မမေစပဲပေါ့နော်စီကီဒရိုက်တာမေစပဲကဒီခန်းသားကြီးကိုကျင်းပတဲ့အခါမှာကျွန်တော်တို့ကျန်းမာရေးအနေထားကြောင့်ပေါ့နော်နည်းနည်းလေးနေဟာမှုများတွေရှိခဲ့ပါတော့ဒါပြီးတော့ကျွန်တော်တို့ဒီလေးစားတဲ့အဲ့လိုကြီးများကိုနေရာချထားရေးပိုင်းမှာဖြစ်စေကျွန်တော်တို့နှုတ်ဆက်တဲ့အခမ်းအနားပိုင်းမှာဖြစ်စေပေါ့နော်တစုံတရာလေးဟာမှုများရှိခဲ့ပါကဒီနေရာကနေပြကြိုင်ခံကြပါလေတောင်းပန်ပါစေရှင်ဒါကြောင့်မလို့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီလိုမျိုးကျန်းမာရေးမကောင်းတဲ့ကြားကနေတရားပြည့်ကျင်းပတဲ့ပွဲကြီးမှာပေါ့နော်တရားဝင်ရပေးခဲ့ကြတဲ့ကျွန်တော်တို့လူကြီးများအားလုံးကိုလည်းဒီနေရာနေကျေးဇူးပြုပေးနေရှိပါကြောင်းလေးလေးစားစားပြောကြပါရရှင်။ Okay အဲ့ဒီတော့ဒီနေ့ရှင်ကျွန်တော်တို့ခန္ဓာကြီးဖြစ်ပေါ်စီလို့ဆိုတာကဒီကနေ့ခန္ဓာကြီးမှာပေါင်းဝင်ပြီးပတ်ဖို့ပေးကြသူများရဲ့ကျွန်တော်တို့ချစ်ချင်းမြတ်တာများအင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်ပထမဆုံးအနေနဲ့ဒီကနေ့ခန္ဓာကြီးမှာဂုဏ်ယူစွာနဲ့နောက်တနေရာကနေရွှေကြိုမောင်ငယ်ညီမငယ်လေးဟာတန်ဖိုးကူညီပေးအောင်မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီကနေ့ခန္ဓာကြီးမှာဂုဏ်ယူစွာနဲ့ရွှေကြိုမောင်ငယ်ညီမငယ်လေးတွေဖြစ်ပေါဝင်ပေးမဲ့မစ္စတာများနဲ့တူတော်မင်းကြီးများကိုဖိတ်ခေါ်ပါရစေ။ပထမဦးစွာဒီကနေ့ကျင်းပပြုလုပ်တဲ့9ချိန်မြောက် Mrs. Beauty Empress မြန်မာ Mandalay West Winner နဲ့အတူ CD Winner ရွေးချယ်ပွဲခန်းနာကြီးမှာဂုဏ်ယူစွာနဲ့ရွှေကြိုမောင်ငယ်လေးနဲ့ညီမငယ်လေးဖြစ်ပန်ပုံးပေးမဲ့ရွှေကြိုမောင်ငယ်လေးများဖြစ်ကြတဲ့ Mr. မြတ်တို့ Mr. ဖြိုးခန့်ကျော်နဲ့တူညီမငယ်လေးအိမ်မုန်းခင်ကိုအဲဒီတော့ဒီကနေ့လက်ခုပ်တင်ရတဲ့ချစ်ချင်းနဲ့ဖိတ်ခေါ်ပါရစေရှင်ဒီကနေ့ခန်းသားကြီးမှာဂုဏ်ယူစွာနဲ့ရွှေကြိုမောင်ငယ်လေးဖြစ်တဲ့ဘောင်းနေပေးနဲ့ကျွန်တော်တို့မစ္စတာဖြိုးခန့်ကျော်နဲ့ညီမငယ်လေးအိမ်မူတို့ခင်ဖြစ်ပါရဲ့ရှင်ကျေးဇူးပြုပြီးလည်းရေးစာတင်ရှိရပါတယ်ဆက်လက်ပြီးတော့ဒီကနေ့ခန်းသားကြီးမှာဂုဏ်ယူခန်းသားစွာနဲ့ရွှေကြိုမောင်ငယ်လေးများဖြစ်တဲ့ဘောင်းနေပေးနဲ့ကျွန်တော်တို့ရွှေကြိုမောင်ငယ်လေးမစ္စတာအောင်ပြည့်စုံနဲ့ညီမငယ်လေးမျက်နှာဦးကိုအဲဒီတော့ဒီနေ့လက်ခတ်တရားနဲ့စုကြည်စွာဖိတ်ခေါ်ပါရဲ့ရှင်ဒီလိုဒီနေ့ရှင်းမကိုတွေ့ရှိရတဲ့မင်္ဂလာမောင်ငယ်လေးဟာဆိုရင်တော့ဒီကနေ့ခန်းနာကြီးမှာကောင်းရည်စွာနဲ့ရွှေကြိုမောင်ငယ်ညီမငယ်လေးများဖြစ်တဲ့တာဝန်ထမ်းဆောင်ပေးတဲ့မောင်ငယ်ညီမငယ်လေးများဖြစ်ပါတယ်။ Organization ကလည်းကျေးဇူးပြုပေးနေရှိရပါတယ်ရှင်။ Okay ဆက်လက်ပြီးတော့ဒီကနေ့ခန်းနာကြီးမှာကောင်းရည်စွာနဲ့ပါဝင်ပေးကြတဲ့လေးစားပါတော့ကျွန်တော်တို့နိုင်ငံကြီးများကိုလည်းဖိတ်ခေါ်ပေးအောင်မှာဖြစ်ပါတယ်ရှင်။ဒီနေ့မှာကောင်းရည်စွာနဲ့ကျွန်တော်တို့ CD Director ဘေးစပရင်ကြီးမှုစစ်ပါတဲ့ကိုယ်စီမြောင် Mrs. Beauty Empress မြန်မာ Mandalay West Winner နဲ့အတူ CD Winner ရွေးချယ်ပွဲခန်းသားကြီးမှာဂုဏ်ယူစွာနဲ့ဒိုင်လူကြီးကြီးနဲ့တက်ရကုန်ပြုပေးကြတဲ့လူကြီးများကိုလေးလေးစားစားဖိတ်ကြားပေးတော့မှာဖြစ်ပါတယ်ရှင်။ပထမဆုံးဒီကနေ့ခန်းသားကြီးဟာဂုဏ်ယူစွာနဲ့ဒိုင်လူကြီးကြီးနဲ့တက်ရကုန်ပြုပေးနိုင်ပါရဲ့အတွက်ရုပ်ရှင်ရဲ့ဗီဒီယိုတရုပ်ဆောင်ဒရိုက်တာဦးဆိုင်ကိုအားလေးစားစွာနဲ့ဖိတ်မှန်တဲ့ကပြုအပ်ပါတယ်ရှင်။ Again, everyone, tomorrow, we will have a senior so village Samare, Coaching, Mrs. Beauty Empress Yama. Mandalay was there to CD will have a break and a tima. For you, Sunday, then you see me in a boundary Saya Pimari. At our Lisa Pano, you see the video celebrate Ocean Goa, Lisa Swa, Jisu to Village Yavarishi. Yama Universe gave me Miss Yabudashi, who are writer, who let the video, last year to 8 back and she let Pimari. Now 2023, Beauty Empress Myanmar Missionary Winner Officer Mrs. A. Lisa Saw Pimeniga Parishi Mrs. A. Lakatene Guyuramshi Today Kanazima, Koyu Kana Sade, Manizini, Paya Koyuado, Yama University, we visit to the Shia, Pura Trader, Ukidobio, last year to Isani, Pekashi do let the body, Mrs. A. Lisa Saw, Jesu to be Shia Barish. You been in my address. Myanmar Universe Academy visit to the Shia, right out the old 2023. Beauty Empress Myanmar Shri Concept, the Full Machine.
မန္တလေးသားအိမ်ချမ်းမြေရောင်းဝယ်ရေးဖိတ်ကန့်ရှင် Mrs. မွေမွေအားအိမ်တော်ကြီးရဲ့လက်ခံတရားနဲ့လေးစားစွာဖိတ်မှန်တကပြုပါပါရရှင်ဒီနေ့ခဏချင်းမှာတော်ရုံခဏဆိုတဲ့ရလွတ်ချင်းကြီးနဲ့ပြသတော်ရုပ်သေးပါတော့ကျမတို့ Beauty Empress မြန်မာရဲ့ရွှေကုန်းစစ်သားတစ်ခုပိုင်ရှင် Mrs. မွေမွေအားကျေးဇူးပြုပေးတဲ့စွာတင်ရှိရပါတယ်ရှင်ဒီနေ့ခဏချင်းမှာဘုံယူစွာနဲ့ဒိုင်လွန်ချင်းကြီးနဲ့တက်ရောက်ပြည့်ဖြတ်ဘုံယူပေးနေပါရတဲ့လေးစားပါတော့မြန်မာ Universe Academy Patient Protection ရဲ့ Director 3လေးဖြစ်လို့မျိုး Beauty Empress မြန်မာ2023ရဲ့ National Winner 3လေးဖြစ်ပါတယ်ဒါပြင် KKHN ရဲ့ Founder 2ဖြစ်တဲ့ Mrs. KKR အဲဒီတော့ဒီနေ့လက်ခံတရားနဲ့လေးစားစွာဖိမှန်တကပြုပြစေရှင်ဟုတ်ကဲ့ Mrs. Beauty Empress မြန်မာမန္တလေး West Winner နဲ့တူ City Winner ရွေးချယ်ပွဲခန်းကြီးမှာဗန်လူကြီးဖြစ်တဲ့တရားကုန်လုပ်ပေးပါတော့ Mrs. KKR ကျေးဇူးပြုပေးနိုင်လေးစွာတင်ရှိရပါအခုလိုခန်းကြီးမှာဗန်လူကြီးဖြစ်တဲ့တရားကုန်လုပ်ပေးနိုင်မှရအတွက်ကျမတို့ရွှေမင်းသားပေါ်တဲ့တိုက်ရဲ့တိထားသူတိတ်ကရှင် Founder 3လေးဖြစ်လို့မျိုး2026ခုနှစ် Beauty Empress မြန်မာရဲ့ National Winner 3လေးဖြစ်တဲ့ Beauty Empress မြန်မာ Organization ကြီးမှာ Director 3လေးဖြစ်တဲ့ Mrs. ဖြိုးစုကြည်ဟာအဲဒီတော့ဒီနေ့လက်ပတ်တရားနဲ့လေးစားစွာဖိမှန်တကပြုရပါရရှင်ကျမတို့ Mrs. ဖြိုးစုကြည်ဆိုရင်တော့ Beauty Empress မြန်မာ2024ရဲ့ National Winner 3လေးဖြစ်လို့မျိုး Beauty Empress မြန်မာ Organization ရဲ့ Director 3လေးဖြစ်ပါတယ်ရွှေမင်းသားပေါ်တဲ့တိုက်ရဲ့တိထားသူတက်ကန်ရှင်တို့ဖြစ်ပါတယ်ဒီကလေးခဏစီကိုလက်ရကုန်ပြုပေးတဲ့အတွက်လည်းကျေးဇူးပြုနေတဲ့စွာတင်ရှိရပါတယ်ရှင်Beauty Empress မြန်မာရဲ့ National ပွဲကြီးမှာဒီမှာရွှေ30သား Crown ဆုရှင်လေးဖြစ်တယ်လို့ Beauty Empress မြန်မာရဲ့ Organization ရဲ့နာယကကြီးတို့လည်းဖြစ်တဲ့ Mrs. သွဲအားလေးစားစွာနဲ့အဲဒါကြီးရဲ့လက်ပတ်တရားနဲ့ဖိမှန်တကပြုပြစေရှင်ကျေးဇူးပြုပြီးရှိရပါတယ်ဒီကလေးခဏကြီးမှာဘယ်လိုစာနဲ့ဘယ်လိုကြီးပြီးနဲ့တရားပေးမှာတော့လေးစားပါတော့တယ်လို့ကြီးများကျေးဇူးပြုပြီးရှိရပါတယ်ရှင်ဆက်ပြီးတော့ဒီကလေးခဏကြီးမှာဘုံယူစွာနဲ့ဘယ်လိုကြီးရွှေတုံးတက်သားဆုရှင်တို့လည်းဖြစ်တယ်လို့မျိုး Beauty Empress မြန်မာ Organization ကြီးရဲ့နာယကတို့လည်းဖြစ်တဲ့ Mrs. ခိုင်ခိုင်လေးအားအဲ့တော့ကြီးရဲ့လက်ခတ်တဲ့များနဲ့လေးစားစွာဖိမှန်တကပြုပြရစေရှင်Beauty Empress မြန်မာရဲ့ Organization ရဲ့နာယကကြီးတို့ဖြစ်တဲ့ Mrs. ခိုင်ခိုင်လေးအားလည်းကျေးဇူးပြုမိနေရပါတယ်ရှင်။ဆက်လက်ပြီးတော့ဒီကနေ့ National Winner ပွဲကြီးမှာရွှေချက်သား Crown ဆုရှင်လေးဖြစ်လို့မြန်မာ Universe Academy Patient Protection ရဲ့နာယကတို့လည်းဖြစ်တဲ့ Mrs. မိုးကိုလေးစားစွာနဲ့အဲ့တော်ကြီးနဲ့လက်ခံတရားနဲ့ဖိမှန်တကပြုပြစေရှင်။အခုလိုခဏစီမှာကိုရင်းစာနဲ့တလူကြီးကြီးနဲ့တရားပေးပါတော့စီနီယာလောက်နဲ့တို့လည်းဖြစ်လို့ချက်သား Crown ဆုရှင်ကြီးတဲ့ Mrs. မိုးကလည်းကျေးဇူးပြုပေးလေးစွာတင်ရှိရပါတယ်ရှင်။ဆက်လက်ပြီးတော့ဒီကနေ့ခဏ MUAPP မြန်မာ Universe Academy Patient Protection ရဲ့နိုင်ငံခြားကြီးတို့ဖြစ်လို့မျိုးအိမ်တော်ရှင်လောက်နဲ့တို့လည်းဖြစ်တဲ့ Mrs. မောင်မီလာချင်တဲ့အားလေးစားစွာဖိမှန်တကပြုပြစေရှင်။ဒီလိုကိုကြီးညာကျေးဇူးတင်ပါတယ် Mrs. Beauty Empress မြန်မာမန္တလေး West Winner နဲ့တူ City Winner ရဲ့ချက်ပွဲခင်းကြီးမှာပုံယူစွာနဲ့ဘယ်လိုကြီးဖြစ်တဲ့တရားပေးပါတော့ MUAPP ရဲ့နိုင်ငံခြားကြီးမောင်မီလာချင်တဲ့အားလေးကျေးဇူးပြုပေးနေရှိရပါတယ်ရှင်။ဆက်လက်ပြီးတော့အတွက်ရုပ်ရှင်ဗီဒီယိုပြုဆောင်မိသားစုကျော်ထက်ဆန်ကိုအဲ့တော်ကြီးရဲ့လက်ခံတဲ့နဲ့လေးစစားပြည့်မယ်ကပြုပြစေရှင်။ဘယ်လိုတောင်းရှိတဲ့ချင်းများနဲ့တဲ့ဇာကနေဒီကနေ့ခဏစီမှာဘုံရစာနဲ့နိုင်ရုံချင်းဖြစ်တဲ့တရားပေးပြပေးပါတော့ကျွန်တော်တို့ရုပ်ရှင်ပြုဆောင်မိသားစုထက်ဆန်အားကျေးဇူးပြုပြီးလေးစွာတင်ရှိရပါတယ်ရှင်။